တိမခံခြင်းနဲ့ဒေါသထိုဒုက္ခယုတ်ကိုဒုက္ခယုတ်ဖြစ်အောင်လိုချင်တဲ့လောဘအဲ့ဒေါသလောဘကိုသမုတ်စီရပါအဖြစ်ပယ်တတ်ဖို့အတွက်စခန်းဝဲကျင့်ပါခြင်းဖြစ်တယ်။ဘေဟာဗရဏကြတယ်လို့မေးရင်တရားထိုင်တဲ့အရိယာပုတ်ပြင်ဆင်မှုအဲ့ဒါဟာတည်တတ်ဖို့လိုတယ်။ခန္ဓာရင်ကိုစိတ်နဲ့မညစ်ချုပ်နဲ့သို့မဟုတ်မထိမ့်သိမ့်ပါနဲ့ဆိုတဲ့ຢာတွေကသူကမထိမ့်သိမ့်ပေမဲ့ထိမ့်သိမ့်ပြီးတကယ်တော့ကိုဖြစ်နေတာကိုမသိဘူးမသိတော့လွတ်တော့လွတ်တယ်အခွန်ချွတ်တော့ချွတ်ပါတယ်ခန္ဓာကိုပိုင်ရှင်မဲ့လို့ထားတော့ထားတယ်အဲ့ထားတဲ့ຢာတွေကမစွန့်လွတ်နိုင်မဲ့မသိမသာခန္ဓာရင်ကိုစောက်ရှောက်ထားတာလေးကြံတယ်အဲ့ဒီစောက်ရှောက်ထားတဲ့ကြံတဲ့သဘောလေးဟာမိမိနဲ့ငယ်ပေါင်းကြီးပဲကြီးဖြစ်ပြီးတော့အဲ့ဒါပေါက်ပင်လဲစိတ်ကြီးလဲစိတ်ငါဆိုတဲ့သဘောတရားလေးကသို့မဟုတ်ခန္ဓာရင်ကိုစောက်ရှောက်တဲ့သဘောတရားလေးကမစောက်ရှောက်ပါဘူးဆိုတဲ့ຢာတွေကသူကစောက်ရှောက်ပြီးသားဖြစ်နေအဲ့ဒါကိုပြန်သိဖို့ခက်တယ်အဲ့ဒါကြောင့်ဦးဇင်းတို့ဒီပထမအကျင့်ပြီးတော့ဒုတိယအကျင့်ကျင့်တဲ့ပုဂ္ဂိုလ်တွေဒီအိန္ဒြေတိဆောက်ပုံကိုယောဂီတို့လေးလေးစားစားအာဝင်ခွင့်ကြောင်းလုပ်ပါအိန္ဒြေမှန်ရင်တရားရပြီလို့ဦးဇင်းဆိုပါတယ်အိန္ဒြေတိဆောက်ပုံမှန်ပြီဆိုတဲ့50%ကတရားရဖို့အတွက်ကအစဉ်သင်းဖြစ်ပြီအဲ့ဒီအတွက်ကြောင့်ကြံတဲ့50%ကရှုွက်ဝင်သွားရင်တရားရတယ်ရှုွက်ဝင်ဖို့တဲ့မရှုမီရှုမဲ့စိတ်ရဲ့ခန္ဓာရင်ကိုစောက်ရှောက်ထားတာကိုမလွတ်ဖဲနဲ့ရှုမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာရှုွက်မဝင်တော့ဘာဖြစ်လို့လဲဆိုတော့ခန္ဓာရင်ကိုစောက်ရှောက်တဲ့နုတဲ့ဒိဋ္ဌိနဲ့ရှင်တဲ့ရာကငါနဲ့ဒိဋ္ဌိဆိုတာငါလို့ဆိုတယ်ရာဂဆိုတာဒီခန္ဓာရင်ကိုငါပိုင်မဲငါပဲဆိုပြီးတော့ငါပစ္စည်းပဲဆိုတော့ကြိုက်ခဲထဲတာအဲ့လိုကြိုက်ခဲထားတတ်တဲ့သဘောလေးနဲ့ငါနဲ့နှစ်ခုပေါင်းပြီးတော့စိတ်နဲ့ပေါင်းနေတဲ့ကြောင့်မက်ကဝင်လို့မရမက်စေတသိက်တွေဝင်လို့မရတော့ရှုတော့ရှုတာပဲကျင့်တော့ကျင့်ပါတယ်လှုပ်တော့လှုပ်ပါတယ်ဆိုတဲ့ຢာတွေကအဲ့ဒီအမှားကိုမသိတဲ့အတွက်ကြောင့်အမှန်မပေါ်ပဲအံလွဲနေခန္ဓာရင်တိဆောက်ပုံဟာကိုတိဆောက်နေကြပဲငါဒီလိုပဲလို့အဲ့ဒီလိုသတ်မှတ်မထားပဲနဲ့ဆရာပြုပြင်တဲ့ပုံစံကိုဆရာလိုချင်တဲ့ပုံစံကိုဦးစားပေးချပြရသို့မဟုတ်ဦးစားပေးတိဆောက်ပေးရအဲ့တော့ခန္ဓာရင်တိဆောက်တယ်လက်ထားတာကအစရှေ့မှာထားတင်သလားချတင်သလားအလဲလေးနဲ့တိုးထားတင်သလားအရင်ကတ်ထားတင်သလားဒါလည်းရေးကြည့်တယ်အဲ့ဒီလက်ကလေးထားတာကအစလက်ချလိုက်တဲ့ပုံမှာမိမိခန္ဓာရင်ကိုစွန့်လွတ်လို့ကောင်းတဲ့လက်ချထားတဲ့အနေထားရောက်အောင်ယောဂီတို့ပြင်ဆင်ရမယ်ပရဏအချက်နောက်တစ်ချက်ကဘိုက်နဲ့ခါနှလုံးအရာနေပြီးတော့စိတ်ကနေပြီးတော့ခါကြောနဲ့ဘိုက်ကြောကိုချုပ်ပြီးတော့ချုပ်တယ်ဆိုတော့တမင်တကာလောက်တော့မဟုတ်ဘူးခုနဒိဋ္ဌိနဲ့ဓာကနှလုံးအိမ်ကိုအသာလေးညှစ်ပြီးတော့ဘိုက်ကြောနဲ့နောက်ကြောလေးကိုအသာလေးတင်းပြီးတော့မတိမတာဆောက်ရောက်ထားတာလွတ်ကိုလွတ်ပြီးတော့မနေတတ်ဘူးမလွတ်ဘဲနဲ့နည်းနည်းလေးဖြစ်လူဆိုတာတာမန်နေတဲ့အနေတိုင်းမှာလဲမတိမတာဆောက်ရှောက်ထားတဲ့သဘောရှိတယ်အဲ့ဒါကအကျင့်ပါနေတော့ဒါကိုပဲတမင်တကာလှုပ်ထားတယ်လို့သို့မဟုတ်ညှိနေတယ်ဆိုတာကိုမသိဘူးအခုယောဂီတို့အခုတာမန်ထိုင်နေတယ်ဇောတွေမရှိထိုင်တဲ့အရိယာပုဂ္ဂိုလ်အားနေတဲ့ပင်မမှုမရှိဘူးထင်ရတဲ့အားဆိုင်ပြီးတော့ထိမ့်သိမ့်ထားတဲ့ဇောလေးရှိတယ်အဲ့ဒီဇောလေးကိုယောဂီတို့နားလည်အောင်ကြိုးစားပါပရဏချက်ကအဲ့ဒါအဲ့ဒီဇောလေးကအကယ်၍လှုပ်လိုက်လို့ရှိရင်နောက်လန်သွားလို့ဆွဲသွားတယ်လို့နောက်ကိုဆွဲသွားတယ်လို့ဖြစ်တတ်တယ်အဲ့လိုဖြစ်မသွားအောင်လို့နည်းနည်းလေးထိန်းထားတယ်အဲ့ဒီလိုနောက်ကိုဆွဲသွားတဲ့သဘောဆောင်းပြီဆိုရင်လွတ်ပေးတယ်ဘယ်လောက်များဒီခန္ဓာကိုသူ့သဘောသူလွတ်ထားတာဘယ်လောက်ဘာဖြစ်မလဲကြည့်လိုက်တော့တဖြည်းဖြည်းခါကြောပိုက်ကြောလျှော့ရင်းနဲ့ရုပ်ကနောက်ကို
တဖြည်းဖြည်းဆွဲသွားအဲ့လိုဆိုရင်ပထမနောက်မလန်နောက်မဆွဲအောင်မပင်တော့မပင်မမနဲ့နည်းနည်းလေးအားဆိုင်ပြီးတော့ထိန်းထားတဲ့အထင်းလေးရှိလို့ပဲဆိုတာအဲ့တော့မှသိအဲ့လိုဖြစ်လာတဲ့ယောဂီသည်ခွေထားတဲ့တမလင်ငွေကိုရှေ့ကိုနည်းနည်းဖြီထုတ်ပေးရမယ်အဲ့လိုဖြီထုတ်ပြီးပြန်စစ်ခါကြောပိုက်ကြောပဲအဲ့ဒီမှာသူကထိန်းချုပ်ထားဖို့မရှိလို့ရှိရင်ကြာနေတဲ့အခါကျတော့ခါးစစ်လေးတည်းပြုတ်နဲ့အစိကလေးပြုတ်ကြသွားတယ်အဲ့လိုထိရောက်ပါတယ်အဲ့လိုထိကြလာရင်မှန်ပြီအဲ့တော့အိန္ဒိတိဆောက်တဲ့အခါမှာတချို့ကျတော့နည်းနည်းလေးကိုွေးမယ်ထင်နည်းနည်းကြုတ်စစ်ပြီးကိုယ်စိတ်ကိုပဲစစ်တယ်မိမိစိတ်သည်တကယ်ပြတ်သားသားကင်းရှင်းအလုတ်အားနေရလားအလုတ်မအားပဲနဲ့ပခုံးလေးဖြစ်ဖြစ်ခေါင်းလေးဖြစ်ခါကြောလေးဖြစ်နည်းနည်းလေးတနေရာမှာနည်းနည်းချင်းတင်းထားတာရှိသလားမျက်စိမိတ်ထားတဲ့မျက်ခုံးမှိတ်မှုကိုလည်းနည်းနည်းလေးအားဆိုင်ပြီးကြုံထားသလားအစာလေးစီးထားတာကိုနည်းနည်းလေးအားဆိုင်ထားသလားမျက်နှာကြောလေးနည်းနည်းလေးတင်းထားသလားသူကစူးစိုက်တယ်ဆိုတဲ့ရှုတော့စူးစိုက်တာမန်အပြင်မှာစူးစိုက်လုပ်ပြီးဆိုစူးစိုက်တဲ့ဇောဆောင်อ่ะအခုလေတရားရှုပဲဆိုတော့စူးစိုက်လုပ်ချင်တော့စူးစိုက်တဲ့အကျင့်ကပါလာတော့ဇောပါတယ်အဲ့ဒီဇောကငယ်ပေါင်းကြီးပဲဖြစ်တော့မသိဘူးတရားရှုပဲဆိုစူးစိုက်တော့အဲ့ဇောပါပါတယ်အဲ့ဒီလိုစူးစိုက်ပါတဲ့ဇောလည်းမရှိစေနဲ့ထိုင်နေအရိယာပုဂ္ဂလည်းစပွဲပေါ်ကောပါယုတ်တင်ထားတယ်ကောပါယုတ်တင်ထားတယ်လို့ဆိုတာကစိတ်မရှိဘူးကောပါယုတ်ဆိုတာစိတ်မရှိဘူးစိတ်မရှိတော့ကောပါယုတ်ကလေးဟာတဏှာကိုထိမ့်သိမ်းထားတယ်ဆိုတာမရှိဘူးအဲ့ဒီအတွက်ကြောင့်ကောပါယုတ်ဆိုတာစိတ်မရှိတဲ့သဘောသို့မဟုတ်စိတ်နဲ့အနည်းငယ်လေးပြုပြင်စောက်ရှောက်ထားတဲ့သဘောမရှိဘဲနဲ့နေတဲ့သဘောကိုကောပါယုတ်သဘောလို့ဒီလိုပြောတာအဲ့တော့ကိုယ့်ရဲ့စိတ်ကိုနံပါတ်1စစ်တော့နည်းနည်းလေးမြန်မေးတေးတဏှာကိုအနည်းငယ်ဇောလေးထည့်ထားသလားထိန်းထားသလားပါထားသလားဆိုရင်အဲ့ဒါကိုပြန်စစ်တယ်ဒီအိန္ဒိတိဆောက်ပုံမှားရင်မဟာပလင်ကျင့်စဉ်မှာမအောင်အဲ့တော့မဟာပလင်ကျင့်စဉ်မအောင်ဘူးဆိုတာအိန္ဒိတိဆောက်ပုံမှာဇောပါခဲ့လို့အဲ့ဒီကြွေးကတားထားလိုက်တာအဲ့တော့ကြောင့်ဦးဇင်းတို့ကထိုင်တဲ့အရိယာဘုတ်ကိုကြာနာစစ်အပယ်လေးပုံကိုဆက်စေတဲ့ချိတ်ဆက်စေတဲ့တဏှာကိုပယ်တာကိုယ့်အတွက်ကိုအားထုတ်တာကိုယ့်ဘဝကိုကယ်တင်တာပဲကိုယ့်အတွက်ကိုလွတ်မြောက်အောင်လုပ်တာဒီအခွင့်အရေးအဖြစ်လူဖြစ်တော့မှရမှာလူဖြစ်ပြန်တော့လဲသာသနာပွင့်မှရမှာသာသနာပွင့်မြန်တော့လဲအခုလိုတိတိကျကျစနစ်တကျနော်လမ်းညွန်တဲ့ဆရာနဲ့တွေ့ဖို့ခဲရင်အဲ့ဒါကြောင့်မိမိတို့ကဒီအခွင့်အရေးကိုမဆုံးရှုံးအောင်ယောဂီတို့ကြောက်စိတ်လေးတွေပါသေးတယ်ဆိုတာဦးဇင်းတို့ကြားလဲကြားတယ်ကြားတော့ဘာလို့လဲဒီကြောက်စိတ်ကဗราဏသူကနေရာယူထားရောအဲ့ကြောက်တာခံနေတဲ့အတွက်ကြောင့်အဲ့ဒီကြောက်တာကိုဖယ်ရတာအလုပ်တလုပ်တရားရှုနေရင်နဲ့ရှုတဲ့စိတ်ကရှုတော့ရှုတယ်ရှုတဲ့နောက်ကကြောက်စိတ်ကဆွဲထားတဲ့အတွက်ကြောင့်တရားရှုွက်ထဲမဝင်ဘူးအဲ့တော့ယောဂီတို့အနေနဲ့ကကြောက်စိတ်ကိုဘေးချိတ်လိုက်ပါကြောက်စရာကောင်းတဲ့အလုပ်ကိုဥစဉ်ပြနေမှာမဟုတ်ပါဘူးအလွန်မြတ်နိုးစရာကောင်းတဲ့အခွင့်အရေးကိုဥစဉ်ပေးတာအဲ့ဒီအခွင့်အရေးကိုလွတ်မခံဖို့လိုတယ်အဲ့တော့ကြောက်နေမဲ့အစားယောဂီတို့ဘာလုပ်ရမလဲဆရာညွှန်ကြားတာဆရာဖြစ်စေခြင်းနဲ့အချက်လက်တွေကဘာလဲဆရာကတို့ကိုဘာဖြစ်စေခြင်းလို့ဘာလုပ်ခိုင်းနေတာလဲဆိုတာကိုယောဂီတို့ဗราဏနာယူပါဆရာငါတို့ကိုဖြစ်စေခြင်းနေတဲ့အဖြစ်တို့ခိုင်းနေတဲ့အလောက်ကငါတို့ကိုဘာခိုင်းတာလဲဘာလုပ်ရမှာလဲဆိုတာကိုယောဂီတို့ကနားလည်အောင်ကြိုးစားပါကြောက်တာကိုဘေးချလိုက်ပါနားလည်အောင်ကြိုးစားနားလည်အောင်ကြိုးစားလို့ဆရာပြောတာကိုနားလည်ပြီလားနားမလည်ရင်ဆရာတွေကိုမေးယောဂီတို့မေးတာကိုအာမနာနဲ့သို့တော်လည်းမမေးခင်မှာဆရာပြောတဲ့ညွှန်ကြားချက်ကိုလည်းကိုကနားလည်အောင်ကိုယ့်ဘက်ကလည်းကြိုးစားအောင်
ကိုယ့်ဘက်ကနားလည်အောင်ကြိုးစားပါလျက်နဲ့နားမလည်ဘူးဆိုရင်ယောဂီတို့ငြိမ်မနေနဲ့ဒီစခန်းဘောကြီးလုပ်တယ်ဆိုတာယောဂီတို့အတွက်ပေးဖို့ရဖို့အတွက်လုပ်တာအာနာစရာလည်းမလိုဘူးကြောက်စရာလည်းမလိုဘူးယွန်းစရာလည်းမလိုဘူးပြက်ပြက်သားသားကိုလျှောက်လို့သိလို့တာကိုမေးပါအဲ့တော့ကြောက်တဲ့ဘုရားပဓာနာမဟုတ်ဘူးရှုွက်နားလည်ဖို့ကပဓာနာရှုွက်နားလည်ပြီးနားလည်တဲ့ရှုွက်ကိုမိမိကအံကြအောင်ပြန်ချဖို့ဒုတိယချက်ပထမချက်ကအိန္ဒိတိဆောင်ဖို့ဒုတိယအချက်ကရှုွက်နားလည်ဖို့တတိယအချက်ကရှုွက်နဲ့မိမိရှုမှန်နဲ့အံချဖို့ဒီ၃ချက်ပဲအဲ့ဒီ၃ချက်ဘောင်ဝင်သွားရင်ပြီးပြီလို့တွက်လိုက်အရင်တော့စိုးရင်စိတ်ကကိုယ်အမှားမှားနေတာကိုမှားမှမသိတော့ဒိဋ္ဌိဖြုတ်ပါဆိုဒိဋ္ဌိတန်ရောစင်နဲ့ရုပ်ကိုကုတ်ထားတယ်ရာဂကိုစွန့်ပါဆိုရာဂနဲ့ကုတ်ထားတော့ဒီကြောင့်ဖြစ်နေတာမသိတော့ရှုတော့ရှုတယ်ဘာနဲ့တွေ့ဆိုဖဏခါတို့ပြီးဖဏရှာလို့ဖြစ်ကိုကတော့ဖဏရှာခြင်းနဲ့ကိုရှာခြင်းနဲ့ဖဏကကိုရှာနေတဲ့နောက်မှာခါမှာပါနေမသိရှုတော့ရှုတယ်ရှုတဲ့စိတ်မှာနောက်ကဒိဋ္ဌိနဲ့ရာဂကပ်ပါနေတာမသိဘဲနဲ့ရှုနေတော့ဘယ်တွေ့မလဲဖဏခါတို့ရှာဆိုမတွေ့အဲ့တော့မတွေ့ဘူးကြီးပဲပြောနေတာတရားမတွေ့ဘူးမရဘူးမအောင်မြင်ဘူးပဲပြောနေတာမအောင်မြင်တာကဘာလဲဆိုတဲ့အဖြေကိုရှာဖို့လိုတယ်ယောဂီတို့ဘက်ကလည်းကျင့်လို့အကယ်၍နောက်ဆုံးမာပလင်ပိုင်းနေမှာရှင်းရှင်းမကြဘူးဆိုရင်ဘာလဲတခုခုတော့လွဲနေပြီမိမိရှုွက်အံလွဲနေတာအဲ့ဒီအံလွဲနေတဲ့သို့မဟုတ်အိန္ဒိတိဆောက်ဖို့အံလွဲနေသလားရှုွက်ဘောင်မွေလို့လားစနစ်မကြလို့လားအဲ့ဒီနှစ်ခုပဲအဲ့ဒီနှစ်ခုကိုမိမိဘာလဲဆိုတာအဖြေဆရာနဲ့ရှာအဲ့လိုရှာလို့တွေ့ရင်မိမိကကြောက်ရွံ့လန့်နေတာတွေကိုရှေ့တန်းတရားမယ်အစားဆရာပေးတဲ့ရှုွက်နဲ့မိမိရှုမှန်နဲ့ဦးစားပေးအံချဖို့လိုတယ်အဲ့လိုဦးစားပေးအံချရင်သူ့ဘာသူ automatic ပဲဒီယုတ်တဲ့နာဟာဘယ်သူမှလည်းမဟုတ်ဘူးအဲ့ဒီမှာဒိဋ္ဌိနဲ့တဏှာတစ်စီကဝင်ပူးတာအဲ့ဒီဝင်ပူးတာကိုဦးဇင်းတို့ပထမဆုံးဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာဒေါသလောဘအကြံသာကြီးကဝင်ကပ်ပြီးတော့ဟာငါခံစားနေရတယ်ငါနာနေတယ်ငါတော့အဲ့ဒါတစ်စီဖြစ်ဘုဒ္ဓစီဖြစ်အဲ့ဒါကိုဦးဇင်းတို့မက်ကလည်းဖြတ်လက်ချလဲရောအောက်ကဒုက္ခရုပ်ကြီးတော့သိပါတယ်တဲ့ဆင်းရဲတာရှိသေးလားမရှိတော့ဘာထွက်သွားဒိဋ္ဌိဒေါသလောဘဆိုဘုဒ္ဓစီထွက်မသွားဘူးလားထွက်သွားတာအဲ့တော့အိန္ဒိတိဆောက်ပုံမှာဘုရားဦးဇင်းရှင်းပြသလိုမုံမုံမေးမေးတေးတေးလေးမှနည်းနည်းလေးမင်းမှရုပ်ကိုမဆက်ဆက်ထားပါနဲ့စိတ်နဲ့နည်းနည်းလေးစောက်ရှောက်ဆက်ဆက်ထိမ့်သိမ်းထားတဲ့သဘောရှိရင်အဲ့ဒါကိုကိုယ်ဖြေရှာဒါဘယ်လိုဖြေရှာမလဲယောဂီတို့လျှောင်းပြီးတော့ပလက်လန်ထားလိုက်ပါလျှောင်းပြီးကိုယ့်ဘာကိုလျှောင်းပလက်လန်ပြီးနေကြည့်မိမိလျှောင်းတော့စိတ်ကလေးသည်လျှောင်းချထားတဲ့အပေါ်မှာရရှိတဲ့စိတ်တည်နေတဲ့စိတ်သည်ဘယ်သဘောလဲအဲ့ဒီလွတ်လွတ်ခန္ဓာဝင်လွတ်ပြီးတော့ခန္ဓာဝင်ကြီးကိုချပြီးတော့ခန္ဓာနဲ့မဆက်စပ်ဘဲနဲ့လွတ်လွတ်ကလေးနေတဲ့စိတ်ရဲ့နေပုံနေသည့်စိတ်အနေကလေးကိုမှတ်လိုက်ပညာယူလိုက်ပြန်ထိုင်ပြီးနေတဲ့စိတ်သည်လျှောင်းတော့လွတ်လွတ်လေးဝင်ကင်းနေတဲ့စိတ်တွေတူရဲ့လားမတူရင်ဘယ်နေရာမှသွားညှစ်တာဘယ်နေရာနည်းနည်းတော့သူကတ်တာကောက်တာအဲ့ဒါကိုယောဂီတို့ပြန်စစ်အိန္ဒိတိဆောက်တာမှန်ကန်ဖို့လိုတယ်ရှုွက်ပေးတာနားလည်ဖို့လိုတယ်ရတဲ့ရှုွက်နဲ့အံချဖို့လိုတယ်ဒီ၃ချက်ကိုကောင်းနေထည့်တာ